ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့လူတစ်ယောက်ရဲ့ဘဝကံကြမ္မာဟာမိမိမွေးဖွားရာဇာတိမြေမှာပဲအောင်မြင်မလားဒါမှမဟုတ်ရင်မွေးရမြေချဒါမှမဟုတ်ပြည်ပနိုင်ငံတွေမှာအခြေချပြီးမှထူးထူးခြားခြားအောင်မြင်မလားဆိုတာကိုကျွန်တော်တို့ဒီအသက်လမ်းကြောင်းရဲ့အဆုံးသက်ဒီပုံသဏ္ဍာန်ကိုကြည့်ပြီးတော့ခံမှန်းနိုင်ပါတယ်ကျွန်တော်ကတော့ပေါမောခထော်တာရှုမင်းရဲ့တာတပည့်ဆရာရာဦးဖြစ်ပါတယ်လက္ခဏာနဲ့ KB နက္ခတ်ဖေရင်စနစ်တို့နဲ့ဇာတာစစ်သေးခြင်းများဆောင်ရွက်ပြီးလျက်ရှိပါတယ်အဲ့တော့ဒီအသက်လမ်းကြောင်းရဲ့အဆုံးသက်ဟာကျွန်တော်တို့အောက်ဘက်ကိုရောက်တဲ့အခါမှာနှစ်ခွကွဲပြီးတော့ဒီလိုမျိုးနှစ်ခွကွဲပြီးတော့ခရင်ကွတရံဖြစ်နေမယ်ဆိုရင်မိမိမွေးရမြေထက်ရဝေးဒေတာတွေမှာပို့ပြီးတော့ကံပွင့်အကျိုးပေးတတ်ပါတယ်ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းတွေပြီးတော့ခီးသွားလာရေးလုပ်ငန်းတွေဒါမှမဟုတ်ရင်ရဝေးဒေတာနဲ့ဆက်သွယ်လုပ်ကင်ရတဲ့အလုပ်တွေနဲ့အလွန်ပဲကြီးပွားနိုင်ပါတယ်ထူးခြားချက်ကတော့ဇာတိမတူတဲ့အိမ်အောင်ဘက်နဲ့စုံစည်းရတတ်ပြီးရဝေးမြေချမှာပဲအိမ်အောင်ကြကခြေချနေထိုင်ရတတ်ပါတယ်ဒီအသက်လမ်းကြောင်းကနေပြီးတော့ကွဲထွက်လာတဲ့ခရင်ကွာပေါ့သူကဘယ်လိုပုံစံမျိုးလဲဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့ဒီရဲ့အသက်လမ်းကြောင်းကနေခွဲထွက်လာတဲ့ခရင်ကွာအခါဒီလိုတနင်းလာဂျိုကုံပေါ့ဒါကတော့ကျွန်တော်တို့လက္ခဏာပညာရတရားမျိုးကိုတနင်းလာဂျိုကုံလို့ခေါ်တယ်ဒါတွေကတော့အခွဲလေးပေါ့အခွဲလေးကဒီတနင်းလာဂျိုကုံဘက်ကိုဥတီဆင်းသွားတာပို့ပြီးတော့ထင်ရှားနေမယ်ပေါ်လွင်နေမယ်ဆိုရင်တော့မိမိရဲ့ဘဝနှောင်းပိုင်းကာလတွေကိုရဝေးမြေချမှာပဲကုံလုံးစီရပါလိမ့်မယ်ရဝေးမှာပဲခေါင်းချရမယ်ဆိုတဲ့အတိုင်းပဲမိမိမွေးရမြေတို့ပြန်မလာတော့ပဲနဲ့တကြုံတနိုင်ငံမှာပဲအခြေချနေထိုင်သွားရမယ်ကံစားတာမျိုးဖြစ်ပါတယ်ဒါကြောင့်တင့်လဝါမှာလည်းအသက်လမ်းကြောင်းအဆုံးသက်မှာခင်းကွာပုံစံရှိနေသလားဆိုတာအခုပဲစစ်စစ်ကြည့်လို့ရပါတယ်တကယ်လို့ရှိနေခဲ့ရင်တော့သင်ဟာပြပခီးတွေတွားရဖို့နဲ့ရဝေးမှာအောင်မြင်မှုတွေရယူဖို့ကံပါလာသူတယောက်ဖြစ်နေနိုင်ပါတယ်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက္ခဏာဘူတုတာတွေကိုအလင်းသင့်သလိုဆက်လက်တင်ဆက်ပေးတော့ပါမယ်အားလုံးပဲကောင်းသောကံကြမ္မာကိုပိုင်ဆိုင်နိုင်ကြပါသည်ကျွန်တော်တော့ဆရာရာဦးဖြစ်ပါတယ်ကျွန်တော်စီမှာလက္ခဏာနဲ့ KB ရှိပြီးနဲ့ကပ်ပြီးရင်စနစ်နဲ့ဇာတာစစ်ဆေးခြင်းတွေဆောင်ရွက်ပေးလျက်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်